အားလုံးပဲမင်္ဂလာပါခင်ဗျာ The Hub Movie Recap Channel နဲ့ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့2010ခုနှစ်ကထွက်ရှိထားတဲ့ Leonardo DiCaprio ရဲ့ Shutter Island ဆိုတဲ့ရုပ်ရှင်လေးတကားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ1945ခုနှစ်က Boston မြို့မှာ Teddy လို့မြည်ရတဲ့ Marshall တဦးနဲ့သူ့ရဲ့လက်တွဲဖော်တို့ဟာပင်လယ်ကိုဖြတ်ပြီးတော့သင်္ဘောစီးလာကြပါတယ် Teddy ကသူ့ရဲ့ဇနီးတွေကတိုက်ခတ်မိလောင်မှုမှာတေဆုံးသွားခဲ့တယ်လို့ပြောပြရင်သူတို့ဟာရာဇဝတ်သားတွေအတွက်ဖွင့်ထားတဲ့စိတ်ကြမ်းမာရေးဆေးရုံတစ်ခုစီကိုတွားနေကြတာပါသူတို့ကန့်ကတ်လိုက်တဲ့အခါမှာတော့ Shutter Island လို့ခေါ်တဲ့နေရာရဲ့ဒုတိယအကျဉ်းထောင်ဦးစီးမှုကလာရောက်ကြိုဆိုပါတယ်။တခြားရဲဆောင်တွေကလည်းသူတို့ကိုစိုက်ကြည့်နေကြပါတယ်။အကျဉ်းဦးစီးမှုကသူတို့ကိုဆေးရုံဝင်နဲ့ခေါ်သွားကဆေးကုသဆောင်3ခုရှိရဲ့နဲ့အဆောင်စီကအန်ဒီရဲ့ရှိဆုံးဖြစ်ပြီးဝင်ခွင့်ပိတ်ထားကြောင်းပြောပြပါတယ်။အဆောင်တွေကသူတို့စီကတနက်ကိုအနံ့ဖို့တောင်းဆိုတဲ့အခါမှာတော့သူတို့ကမပေးချင်ပေမဲ့လိုက်နာခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဒေါက်တာကောနဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။သူတို့ဟာစပင်တွေကျွတ်ပြီးဖျားနာနေပုံရတဲ့အမျိုးသမီးတူပါဝင်လူနာများပြားနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အခန်းထဲရောက်တဲ့အခါဒေါက်တာကော့ကဒီလူတွေကိုသူကုသပေးခြင်းကြောင့်နဲ့အနည်းဆုံးတော့သူတို့စိတ်သက်သာရအောင်လုပ်ပေးခြင်းကြောင့်ပြောပါတယ်။ထက်ဒီကထွက်ပြေးသွားတဲ့လူနာရီချက်အကြောင်းကိုသိရပြီးတော့အဲ့ဒီအကြောင်းကိုဒေါက်တာကိုမေးမြန်းပါတယ်။ဒေါက်တာကရီချက်ဟာသူမရဲ့ကလေးတော်ကိုရင်းနဲ့တက်ပြီးတော့ထမင်းစပွဲပေါ်မှာတင်ထားပြီးတော့ချက်ချင်းပဲထမင်းထိုင်စားခဲ့တဲ့ရာဇဝတ်မှုကျူးလွန်ထားတဲ့စိတ်ဝေဒနာရှင်ဖြစ်ကြောင်းကိုပြောပြပါတယ်။အဲ့ဒီချိန်မှာတက်ဒီရဲ့ကောင်းထဲမှာအတိတ်ကပုံရိပ်တွေခဏတာပေါ်လာပြီးတော့သူမူးဝေသွားခဲ့ပါတယ်။ဒေါက်တာကရီချယ်ဟာဒီဆေးရုံကိုပဲသူမရဲ့အိမ်လိုထင်နေကြောင်းနဲ့သူမဘလိုနီးနဲ့အခန်းထဲကနေထွက်ပြေးသွားလဲဆိုတာကိုမသိရကြောင်းကိုပြောပါတယ်။မာရှယ်ရီကသူမဘယ်ရောက်သွားလဲဆိုတဲ့တဲလွန်စာကိုအခန်းထဲမှာရှာဖွေနေကြပါတယ်။ထက်ဒီကကျမ်းမြေအောက်ကမတ်စုလေးတစ်ခုကိုတွေ့ရှိသွားပြီးတော့အစာရွက်ထဲမှာရေးထားတဲ့469ရဲ့ဥပဒေကဘာကိုဆိုလိုတာလဲဆိုတာကိုသူစဉ်းစားမရဖြစ်နေပါတယ်။မာရှယ်ရီကအဆောင်နေတဲ့လူနာတွေရဲ့ကိုရေးရဇဝင်တွေအားလုံးကိုကြီးကွင်တောင်းပေမဲ့ဒေါက်တာကတော့ကူညီဖို့ဝန်လင်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှာသူတို့ဟာရေချက်ကိုဆေးရုံပြင်မှာရှာဖို့အတွက်ကိုအကျဉ်းဦးစီးမှုနဲ့ပူးပေါင်းလိုက်ပါတယ်။အကျဉ်းဦးစီးမှုကသူမဟာပင်လယ်ထဲကိုရေကူးမသွားနိုင်လို့အစိတ်ရှိရဲ့ကိုတွေထဲကိုလည်းမဝင်နိုင်ကြအောင်ပြောပါတယ်။သူတို့ဟာဝန်ထမ်းတွေကိုစစ်ဆေးမြင့်မြတ်ဖို့ဆေးရုံတွေကိုပြန်ဝင်လာကြပါတယ်။ရေချက်ထွက်ပြေးသွားတဲ့အချိန်မှာတော့တာဝန်ကျတဲ့အဆောင်ကလန်ကတော့သူရေချိုးကန်ကို10မိနစ်လောက်သွားခဲ့မိကြောင်းကိုဝန်ခံလိုက်ပါတယ်။ Next တယောက်ကလည်းရေချက်ဟာဒေါက်တာရှန်ဦးဆောင်တဲ့အုပ်စုလိုက်ကုသမှုစီစဉ်မှာပါဝင်ခဲ့ကြောင်းကိုပြောပြပါတယ်။ထက်ဒီကလည်းဒေါက်တာရှန်နဲ့စကားပြောချင်တယ်လို့ဆိုပြောပေမဲ့ဒေါက်တာကောကအဲ့ဒီဆရာဝန်ကအားလည်းရခီးသွားနေပြီလို့ပြောကညှင်းဆက်လိုက်ပါတယ်။သူတို့ကဆရာဝန်စီဖုန်းဆက်ဖို့ကြိုးစားပေမဲ့မုံတိုင်းကြောင့်ဖုန်းဆက်လို့မရလိုက်ပါဘူး။အဲ့လိုနဲ့သူတို့ညောက်ကမယုံမကြည်နဲ့ဆေးရုံကနေထွက်လာပြီးတော့ဒေါက်တာကောရဲ့အိမ်ကိုသွားကြပါတယ်။ဒေါက်တာအိမ်ကလည်းအရန်စီကြည့်ပြီးခန်းနှံ့နေရကြောင်းအိမ်ထဲမှာရှောက်ကြည့်နေနေဒေါက်တာကောရဲ့လုပ်ဖော်ကိုင်ပဲဒေါက်တာနတ်နဲ့ဆုံပါတယ်။ထက်ဒီကစီးညွှန်းနေကြတဲ့မြင်ကွင်းတွေကိုစိတ်အာရုံထဲမှာဇက်တိုက်မြင်နေရပါတယ်။ဒေါက်တာနတ်ကမာရှယ်ရီလိုလူမျိုးဟာအကြမ်းဖက်မှုမှာကျွမ်းကျင်သူတွေဖြစ်ကြောင်းကိုပြောပါတယ်။ထက်ဒီကသူစစ်တပ်မှာရှိနေတော့ကတပုံတွေကိုတက်ဖြတ်ခဲ့တဲ့အတိတ်ကိုပြန်ပြောပြပါတယ်။ထက်ဒီကလူနာတွေရဲ့ကိုယ်ပိုင်ဖိုင်အားလုံးကိုလိုအပ်တယ်လို့ဆိုပြောပေမဲ့ဒေါက်တာနက်ကချက်ချင်းညှင်းဆိုလိုက်ပါတယ်။ထက်ဒီကဒေါသထွက်သွားပြီးတော့သူတို့မနှက်ဖြန်မနှက်မှာအခုတို့တင်မောနဲ့ပြန်တော့မယ်လို့ပြောလိုက်ကအခုတော့သူတို့ဟာဆေးရုံဌာနချုပ်မှာပဲအိတ်ဖို့ပြင်ကြပါတယ်။ထက်ဒီအိတ်ပြော်နေတော့သူ့ဇနီးကိုအိမ်မက်မက်ပြီးဇနီးဖြစ်သူကရေချယ်ဟာဘယ်ကိုမှထွက်မသွားဘူးလို့ပြောပါတယ်။သူဇနီးကိုဖတ်ထားနေတော့မှပဲသူမရဲ့ကောင်းထဲမှာသူတွေစီကြလာပြီးတော့ပြာတွေကလည်းမိုးရလိုကြလာကနောက်ဆုံးမှာတော့သူဇနီးဟာပြာအဖြစ်ကိုပြောင်းလဲသွားပါတယ်။သူအိမ်မက်ကနေနိုးလာတဲ့အခါမှာတော့မိုးတဲထန်နေတဲ့မုန်တိုင်းကြောင့်မလို့အိမ်ခေါင်မိုးပေါ်ကနေပြီးတော့ရေတွေကအဆက်မပြတ်ယိုကျနေပါတယ်။သူတို့နှစ်ယောက်ဟာတင်မောစီလိုမရတဲ့အတွက်စုံစမ်းစစ်ဆေးမှုကိုဆက်လုပ်ဖို့ဆုံးဖြတ်ကြပါတယ်။ဒါကြောင့်သူတို့ကဒေါက်တာကောကိုအုပ်စုလိုက်ကူးတောင်းမှုမှာပါဝင်တဲ့သူတွေကိုစကားပြောခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်။သူတို့ဟာတယောက်ချင်းစီကိုစစ်ဆေးမေးမြန်းကြတဲ့အချိန်မှာတော့ Nest တယောက်ရဲ့မျက်နှာကိုဓာတ်နဲ့မှုန်ခဲ့တဲ့ Mr. Ban လည်းပါဝင်နေပါတယ်။မေးမြန်းမှုတွေလည်းပြင်းထန်လာတဲ့အချိန်မှာတော့ Teddy ကစိတ်တူလာပြီးတော့ Mr. Ban စီကဘာချက်လက်မှမရတဲ့အတွက်ခဲရံတဲ့စာရွက်ပေါ်မှာအားရပါရချစ်နေပါတယ်။နောက်တစ်ယောက်ကတော့တခြားသူတွေနဲ့ရှင်ပုံမှန်လိုဖြစ်နေတဲ့အမျိုးသမီးကန်ဆိုတဲ့သူပဲဖြစ်ပါတယ်။သူတို့ကသူမကိုရေချယ်နဲ့ဒေါက်တာရှန်အကြောင်းကိုမေးမြန်းမိမယ်။သူမစီကလည်းထူးခြားတဲ့သတင်းချက်လက်မရပါဘူး။အဲ့ချိန်မှာအဲ့မျိုးသမီးကချက်စီရနေပြီးတော့ရေတောက်ဖို့တောင်းရင်းနဲ့သူမကတက်ဒီရဲ့မတ်စုစာရွက်ကိုခိုးယူပြီးတော့တခုခုရေးလိုက်ပါတယ်။ချက်ကတက်ဒီကိုအန်ဒရူးလက်ဒီဆိုတာဘယ်သူလဲလို့မေးပါတယ်။ဘာလို့လဲဆိုတော့တက်ဒီကလူနာတိုင်းကိုအဲ့ဒီလူကြောင်ကိုလိုက်မင်းနေလို့ပဲဖြစ်ပါတယ်။တက်ဒီကအန်ဒရူးဆိုတာသူဇနီးနေတဲ့တိုက်ခန်းကပြုပြင်ထိန်းသိမ်းရေးသမားဖြစ်ကြောင်းနဲ့သူကတိုက်ခန်းကိုမီးရှို့ခဲ့တာဖြစ်ကြောင်းကိုပြောပြပါတယ်။အန်ဒရူးဟာအကြောင်းတစ်ကြောင်းကိုလည်းမီးရှို့ခဲ့လို့ရှက်တာအိုင်လန်ကိုပို့ခံလိုက်ရတာလို့ဆိုပါတယ်။သူတို့နှစ်ယောက်ကလူသူဝေးတဲ့တုတ်တန်တစ်ခုတည်းကိုရောက်တဲ့အခါမှာ Miss Can ကသူ့မတ်စုစာအုပ်ထဲမှာထွက်ပြေးပါတော့လို့ပြောထားတာကို Teddy ကထုတ်ပြလိုက်ပါတယ်။သူတို့ကတကယ်ထွက်ပြေးဖို့ပြင်ဆင်ထားလိုက်ပေမဲ့ရာသီဥတုကပိုဆိုးလာတဲ့အတွက်ကြောင့်သူတို့ဟာတောထဲကတစ်သားအိမ်လေးတစ်လုံးမှာပဲခဏတာပေါင်းခုန်နေရပါတယ်။အဲ့ဒီချိန်မှာ Teddy ကစစ်ပွဲတုန်းကသူမြင်ခဲ့ရတဲ့အေးခဲနေတဲ့အလောင်းတွေကြောင့်ကိုပြန်တွေးနေမိလိုက်ပါတယ်။အဲ့ဒီတုန်းကသူနဲ့သူ့ရဲ့ရဲဘော်တွေကလက်နက်ချထားတဲ့ရန်သူစစ်သားရာပေါင်းများစွာကိုတနက်နဲ့ပစ်တက်ခဲ့ကြပါတယ်။အဲ့လိုနဲ့သူဟာဒါဟာစစ်ပွဲမဟုတ်ပဲလူတက်မှုသာဖြစ်တယ်လို့သူပြောရင်းနဲ့Teddy ကဒီ Shutter Island ဟာလည်းအကျဉ်းသားတွေရဲ့စိတ်ကိုစမ်းသပ်မှုတွေလုပ်နေတဲ့နေရာလို့ဆိုပြောပါတယ်
သူကလူသားတွေပေါ်ကိုစမ်းသပ်မှုတွေအကြောင်းကိုစစ်ဆေးဖို့စီစဉ်ပေမဲ့သူ့ရဲ့လက်တွဲပေါ်ချက်ကတော့ဒါဟာကောင်းတဲ့စိတ်ကူဟုတ်မဟုတ်မသိကြဘူးဖြစ်နေပါတယ်ချက်ကလည်း Shutter Island အထက်လူကြီးတွေကထက်ဒီကိုရည်ရွယ်ချက်ရှိနဲ့ဒီကိုခေါ်လိုက်တာလို့ယူဆပါတယ်ထက်ဒီကတော့ဒီကျွန်းကနေသူတို့လွတ်အောင်ထွက်မယ်လို့ပြောပါတယ်ထက်ဒီနဲ့ချက်တို့ဟာဆရာဝန်ရဲ့အစည်းအဝေးကိုခိုးဝင်ခဲ့ကြပြီးတော့ဒေါက်တာခေါ်ကရေချယ်ကိုပြန်တွေ့ပြီဖြစ်ကြောင်းသူတို့ပြောပြလိုက်ပါတယ်သူတို့ရေချယ်ရဲ့အခန်းကိုသွားပြီးတော့သူမဘယ်နေရာမှာရှိနေခဲ့လဲလို့မေးလိုက်ပါတယ်သူမကတော့သူမရဲ့ကလေးတွေအတွက်မနှက်စာပြင်ပေးခဲ့တာလို့ပြောပြီးတော့ထက်ဒီကိုဖတ်ကငိုယိုနေပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာဒေါက်တာကောရဲ့အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့တက်ဒီဟာခေါင်းရမ်းကိုက်နေပြီးတော့မျက်နှာလည်းဖြူဖြော့နေပါတယ်။ဒေါက်တာကလည်းဝေနာတက်တာဖို့ဆေးပြားတွေကိုပေးပြီးတော့သူ့ကိုအနားယူဖို့အိပ်ယာပြင်ပေးလိုက်ပါတယ်။သူအိပ်ပျော်နေတော့မှပဲယာရုကြီးအရာရှိတယောက်ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်ရပါတယ်။သူနောက်ဆုံးတိုက်ခဲ့တဲ့စစ်ပွဲတုန်းကအလောင်းတောင်ကြီးတွေကိုလည်းသူပြန်မြင်အောင်နေပါတယ်။အဲ့နောက်မှာဒေါက်တာနဲ့ဆိုဖာပေါ်မှာအန်ဒရူးလက်ဒီထိုင်နေအောင်လည်းသူမြင်လိုက်ရပါတယ်။ပြီးတော့ရေချယ်နဲ့သူမရဲ့တိတ်ဆုံးနေတဲ့ကလေးတွေသွေးရည်ထဲမှာလဲနေအောင်လည်းမြင်ရပါတယ်။တက်ဒီကကလေးတယောက်ချီပြီးသွေးတွေပင်နေတဲ့ရေချယ်နဲ့တူရေကန်ထဲမှာသွားထားထားပါတယ်။ထက်ဒီနိုးလာတဲ့အခါမှာတော့သူဇနီးကအန်ဒရူးဟာအသက်ရှင်နေသေးတယ်လို့ပြောပြလိုက်ပါတယ်။သူထပ်ပြီးနိုးလာတဲ့အခါမှာတော့တကယ်လက်တွေ့ပေါက်ကိုရောက်သွားပါတယ်။သူနဲ့ချက်တို့အပြင်ထွက်တဲ့အခါမှာတော့လူနာတွေကရုံးရင်းဆန်ခတ်ဖြစ်နေကြတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီရှုပ်ထွေးမှုတွေကြားထဲမှာသူတို့ဟာအန်ဒရူးလက်ဒီကိုရှာဖို့အဆောင်စီတဲ့ကိုခိုးဝင်သွားကြပါတယ်။သူတို့ရာရှိတယောက်နဲ့တွေ့တဲ့အခါမှာတော့အကျဉ်းသားချုပ်ထွက်ပြေးသွားပြီလို့သိလိုက်ရပါတယ်။ထက်ဒီကတော့လက်ဒီရှိနေတာကိုသူခံစားမိတယ်လို့ချက်ကိုပြောနေတော့မှပဲထိတ်ပြောင်တဲ့လူတယောက်ကပေါ်လာပါတယ်။သူတို့လိုက်ဖမ်းတဲ့အခါမှာတော့တက်ဒီဟာနောက်ကနေလည်းပင်းညစ်တာခံလိုက်ရပါတယ်။ထက်ဒီကတော့အဲ့ဒီလူကိုပြန်ထုတ်ပြီးတေတဲ့တီလဲပင်းညစ်ဖို့စ조사ပါတယ်။အရာရှိတယောက်ရောက်လာပြီးချက်ကအဲ့ဒီလူနာကိုအခန်းထဲပြန်ထည့်ဖို့ကူညီပေးနေပါတယ်။ထက်ဒီကဆောင်းထဲမှာသွားနေတော့လူတယောက်ကလက်ဒီရဲ့နာမည်ကိုတိုးတိုးလေးရေရွတ်နေတာကိုကြားလိုက်ရပါတယ်။ထက်ဒီကတော့ George လို့အမည်ရတဲ့အကျဉ်းသားတူနဲ့တွေ့ဆုံပြီး George ကသူတီနီယာကိုရောက်နေတာထက်ဒီကြောင်းလို့ပြောပါတယ်။တကယ်တော့ George ဟာတက်ဒီရဲ့တငယ်ချင်းအောင်တယောက်ဖြစ်နေပြီး George ကတက်ဒီကိုမင်းချက်ကိုအပြည့်အဝယုံကြည်လို့ရရလားလို့မေးပါတယ်။ George ကထက်ဒီအနေနဲ့လက်ဒီကိုတတ်တာရောအမှန်တရားကိုဖော်ထုတ်တာရောနှစ်ခုလုံးကိုတပြိုင်နက်တည်းမလုပ်နိုင်ဘူးလို့ဆိုလိုက်ပါတယ်။ထက်ဒီဟာသူ့ဇနီးကိုပြန်မြင်ရပြန်ပြီးတော့ George ကသူ့ဇနီးကိုလက်လွတ်လိုက်ဖို့ပြောပါတယ်။ George ကလက်ဒီကိုတခြားနေရာပြောင်းရွှေ့လိုက်ပြီလို့ပြောပြပါတယ်။ထက်ဒီက Church နဲ့ပြန်တွေ့ပြီးတော့မှမီးပြတဲ့ရှီကိုသွားဖို့စ조사ပါတယ်။ Church ကလက်ဒီရဲ့ကိုရေးဖိုင်မှာသူတို့ရှိနေပြီးတော့သူဒီမှာရှိနေရတီးပြနိုင်ပြီလို့ပြောပါတယ်။ထက်ဒီက Church ကိုမယုံသင်္ကာဖြစ်လာပြီးတော့မီးပြတဲ့ကိုတယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မီးပြတဲ့ကိုသွားဖို့မဖြစ်နိုင်လောက်ခက်ခဲမှန်းသိသွားတဲ့အခါမှာတော့ထက်ဒီက Church ရှိရာကိုပြန်လာပေမဲ့သူ့ကိုမတွေ့တော့ပါဘူး။အဲ့ဒီနောက်မှာကမ်းမအောက်မှာအလောင်းတစ်လောင်းကိုသူမြင်လိုက်ရပါတယ်။သူ့အောက်ကိုဆင်းသွားပြီးတော့လေထဲလွင့်သွားတဲ့ကိုရေးဖိုင်ကိုဖမ်းဖို့ကြိုးစားပါတယ်။အဲ့ချိန်မှာအလောင်းကားပြောက်သွားပြီးကြွက်တွေရာပေါင်းများစွာကိုသူတွေးလိုက်ရပါတယ်။အဲ့စီကနေသူလွတ်မြောက်ဖို့ကြိုးစားရင်မီးတောက်တစ်ခုကိုတွေးလိုက်ရပြန်ပါတယ်။ဒါကြောင့်သူအဲ့ဒီစီကိုသွားတဲ့အခါမှာတော့ဂူတကူထဲမှာဓာတ်တစ်ချောင်းကင်ထားတဲ့အမျိုးသမီးတယောက်ကိုတွေ့ရပါတယ်။သူမကတော့တကယ်ရေချယ်စစ်ပဲဖြစ်ပါတယ်။သူမကတော့သူမဟာဆရာဝန်တယောက်ဖြစ်ပြီးတော့ကလေးတယောက်မှမရှိခဲ့ဘူးကြောင်းကိုပြောပြပါတယ်။သူမဟာဆေးရုံကိုပို့တဲ့စိတ်ပိုင်းဆိုင်ရာဆေးဝါးများပြားနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်ခဲ့လို့ဖြစ်သွားတာပါ။ဒီကျွန်းမှာလူသားတွေကိုစမ်းသပ်မှုတွေလုပ်နေကြောင်းကိုသူမကဖော်ထုတ်လိုက်ပါတယ်။ Shutter Island မှာလူနာတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့စမ်းသပ်မှုတွေလုပ်နေကြောင်းလည်းသူမကပြောပြပါတယ်။ရီချယ်ကသူတို့ဟာထက်ဒီရဲ့စိတ်တံရကိုတုံးပြီးတော့သူ့ကိုအယူဖြစ်သတ်မှတ်ကစမ်းသပ်မှုတွေမှာတုံးတော့မှာလို့တတိပေးပါတယ်။ရီချယ်ကတက်ဒီကိုကောင်းခက်တာမျိုးရှိလားလို့မေးတဲ့အခါမှာတော့သူကရှိရဲလို့ပြန်ဖြေလိုက်ပါတယ်။ဆေးပြားတွေစားတောက်တွေနဲ့ကော်ဖီတွေထဲမှာတော့သူ့ကိုစိတ်ဖောက်ပြန်အောင်လုပ်တဲ့ဆေးတွေပါနေတယ်လို့သူမကဆိုလိုပါတယ်။ကျွန်းမှာရှိတဲ့သူတိုင်းကမီးပြတဲ့မှာအုံနောက်ခွဲစိတ်မှုတွေလုပ်နေတာကိုသိကြတယ်လို့ရီချယ်ကပြောလိုက်ပါတယ်။ထက်ဒီကဂူရဲကနေပြီးတော့ပြန်ထွက်လာပြီးတော့ကျွန်းကအရာရှိတယောက်နဲ့တွေ့ကဆေးရုံကိုပြန်လိုက်သွားပါတော့တယ်။သူဆေးရုံရောက်တဲ့အခါမှာတော့ဒေါက်တာကောနဲ့တွေ့ပြီးတော့ဒေါက်တာက George နဲ့စကားပြောခဲ့တဲ့အမည်မသိအမျိုးသားတူရှိကြောင်းပြောပြပါတယ်။ထက်ဒီကသူ့လက်တွဲပေါ်ချက်ကိုမြင်လားလို့မေးတဲ့အခါမှာတော့ဒေါက်တာကထက်ဒီဒီကျွန်းကိုတယောက်တည်းလာခဲ့တာလို့ပြောတာမို့သူတွေးဝေသွားပါတယ်။အဲ့ဒီနောက်မှာထက်ဒီဆေးရုံထဲမှာရှောက်သွားရင်ဒေါက်တာနတ်ကိုဆေးထုတ်ကင်ထားတာကိုတွေ့တာကြောင့်သူ့ကိုနေရာမှာဖိကတ်ထားပြီးတော့ဆေးထုတ်ကိုလူယူလိုက်ပါတယ်။ဒေါက်တာနတ်ကတက်ဒီဟာစိတ်ဝေဒနာခံစားနေရတာလို့ပြောပါတယ်။အဲ့နောက်မှာထက်ဒီကဒေါက်တာနတ်ကိုဆေးနဲ့ပြန်ထိုးလိုက်ပါတယ်။ထက်ဒီအပြင်ထွက်ပြီးတော့ကားတစ်စီးရဲ့ခိုးဝင်တဲ့အခါမှာတော့သူဇနီးရဲ့ပုံရိပ်အောင်တွေထပ်ပေါ်လာပြန်ပါတယ်။သူဇနီးကသူ့ကိုကုရိုတင်မော်စီသွားဖို့ပြောပေမဲ့ထက်ဒီကတော့ချက်ဟာမီးပြတဲ့ထဲမှာရှိနေတယ်လို့အခိုင်အမာယုံကြည်နေပါတယ်။ထက်ဒီကတော့ကားကိုမီးရှို့ပြီးတော့မီးပြတဲ့စီကိုရေကူးပြီးသွားပါတယ်။သူကအဆောင်တယောက်ကိုတိုက်ခိုက်ပြီးတော့တနက်ကိုလူယူကရှေ့ကိုဆက်တိုးသွားခဲ့ပါတယ်။မီးပြတဲ့ထဲကိုဝင်ပြီးတော့အခန်းတိုင်းကိုလိုက်ရှာတဲ့အခါမှာတော့အပေါ်ဆုံးနှက်မှာထိုင်နေတဲ့ဒေါက်တာကောကိုတွေ့လိုက်ရပါတယ်။ဒေါက်တာကထက်ဒီကိုသူ့ရဲ့စိတ်အာရုံချောက်ချမှုတွေကဘယ်လောက်ထိစိုးနေပြီလဲလို့မေးပါတယ်။ထက်ဒီကသူဖြစ်နေတဲ့အကြောင်းတွေကိုပြောပြတဲ့အခါမှာတော့ဒါတွေအားလုံးဟာသူ့ရဲ့စိတ်ကူးရင်မှုတွေသာဖြစ်တယ်လို့ဒေါက်တာကပြန်ပြောပါတယ်။ဒေါက်တာကထက်ဒီဒီနေရာမှာရောက်နေတာအခုဆိုရင်2နှစ်နီးပါးရှိနေပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။သူတို့ကသူ့ကို2နှစ်ပတ်လုံးကုသပေးနေတာပါ။ဒီပြောင်းလက်ကတကယ်ပဲအံ့ဩဖို့ကောင်းပါတယ်။သူဒေါက်တာကိုယုံကြည်လို့ရပါမလားလို့တွေးနေပေမဲ့ဒေါက်တာကထက်ဒီကိုသူ့ရဲ့ကိုယ်ရေးဖိုင်ကိုပြလိုက်တဲ့အခါမှာတော့သူဟာအကြမ်းဖက်တတ်သူဖြစ်ကြောင်းနဲ့သူ့ရဲ့ရာဇဝတ်မှုတွေကိုညှင်းဆိုနေသူဖြစ်ကြောင်းကိုပြသပါတယ်။
ဒေါက်တာကနာမည်လေးခုကိုပြပြီးတော့အဲ့ဒါတွေဟာထက်ဒီကိုတိုင်ဖန်တီးထားတဲ့နာမည်တွေသာဖြစ်ကြောင်းကိုရှင်းပြပါတယ်ဒေါက်တာကထက်ဒီရဲ့တကယ့်နာမည်ကအန်ဒရူးလက်ဒီဖြစ်ကြောင်းနဲ့သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကလွတ်မြောက်ဖို့အတွက်နောက်ထပ်ကိုပွားတစ်ခုဖန်တီးခဲ့တာဖြစ်ကြောင်းကိုပြောပြပါတယ်ဒေါက်တာကသူဟာအန်နီရဲ့ရှိသုံးလူနာဖြစ်ပြီးတော့ George ကိုတောင်ရိုက်နှက်ခဲ့သူဖြစ်ကြောင်းကိုပြောပြပါတယ်အဲ့ဒီချိန်မှာပဲသူ့လက်တွဲပေါ်ချက်ဟာဝတ်စုံပြင်းနဲ့ခန်းထဲကိုဝင်လာပါတယ်ထက်ဒီကရန်ကိုစိတ်ပြက်လက်ပြက်နဲ့ချက်ကိုမင်းကဘာတူလဲလို့မေးပါတယ်ချက်ကသူဟာပြီးခဲ့တဲ့နှစ်တာကာလပတ်လုံးမှာတက်ဒီရဲ့အဓိကစိတ်ကျန်းမာရေးဆရာဝန်ဖြစ်ခဲ့တဲ့ဒေါက်တာရှယ်ဟန်ဖြစ်ကြောင်းကိုပြောပြပါတယ်။ဒေါက်တာကော့ကတက်ဒီကိုစိတ်မှန်လာစေဖို့အတွက်ကိုသူဖြစ်စေခြင်းတဲ့ဇက်ကောင်အတိုင်းကိုနှစ်ရက်တိုင်တိုင်ကျွန်းပေါ်မှာရှောက်သွားခွင့်ပေးပြီးတော့စမ်းသပ်ခဲ့တာလို့ပြောပါတယ်။အခုတော့အန်ဒရူးလို့သိလိုက်ရတဲ့တက်ဒီကဒေါက်တာစီကတနက်ကိုလူယူပြီးတော့သူတို့ကိုပြစ်မယ်လို့ချင်းချောက်ပါတယ်။သူကဒေါက်တာရဲ့ရင်ဘတ်ကိုပြစ်လိုက်ပေမဲ့အဲ့ဒီတနက်ကကစားစရာတနက်သာဖြစ်နေပါတယ်။ဒေါက်တာကတက်ဒီရဲ့ဇနီးကသာကလေးတွေကိုယင်းနစ်တက်ခဲ့တာဖြစ်ကြောင်းနဲ့သူဇနီးကသာတကယ်ရေချယ်ဖြစ်ကြောင်းနဲ့အဲ့ဒီကလေးတွေဟာတက်ဒီရဲ့ကလေးတွေဖြစ်ကြောင်းကိုပြောပြပါတယ်။အန်ဒရူးကသူ့ကလေးတွေရဲ့တပ်ပုံကိုကန်ကြည့်ပြီးတော့သူဇနီးနဲ့သမီးလေးအကြောင်းကိုတကယ်ဘာဖြစ်ခဲ့လဲဆိုတာကိုသူပြန်မှတ်မိသွားပါတယ်။ဒီနေ့မှသူအိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူဇနီးကရေကန်ဘေးမှာထိုင်နေအောင်တွေ့ပါတယ်။အဝတ်စားရဲ့ဆိုရှယ်နေတဲ့ဇနီးဖြစ်သူကသူ့ကိုနမ်းတဲ့အခါမှာတော့အန်ဒရူးကကလေးတွေဘယ်မှာလဲလို့မေးပါတယ်။အဲ့ဒီနောက်ရေကန်ထဲမှာသူ့ကလေးတွေရဲ့အလောင်းတွေမျောနေတာကိုသူမြင်လိုက်ရပါတယ်။သူ့ကလေးတွေကိုဆယ်ယူပြီးအသက်ကယ်ဖို့ကြိုးစားရင်အသေးအတန်ကိုဟစ်အော်ကျွေးနေပါတယ်။အဲ့နောက်မှာသူဘာဖြစ်သွားမှန်းကိုမစင်စားနိုင်ပဲကလေးတွေကိုဘေးချင်းရှင်ပြီးထားလိုက်ပါတယ်။သူဇနီးကကလေးတွေကိုအယုတ်တွေဖြစ်သဘောထားပြီးတော့ထမင်းစပွဲပေါ်မှာတင်ထားဖို့ပြောကသူ့ကိုချစ်တဲ့အကြောင်းပြောပြပါတယ်။သူမကိုအဆုံးစီပေးဖို့တောင်းဆိုတဲ့အခါမှာတော့အန်ဒရူးကငိုယိုရင်းနဲ့သူဇနီးကိုပြစ်တက်လိုက်ပါတယ်။သူလက်တွေ့ဘဝကိုပြန်ရောက်လာတဲ့အခါမှာတော့သူဟာသူဇနီးကိုတတ်ခဲ့ကြောင်းနဲ့ကလေးတွေကိုတေးစေခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ရီချယ်ဆိုတဲ့နာမည်ကိုလည်းသူပဲလောက်ကျန်ဖန်တီးခဲ့တာလို့ဝန်ခံပါတယ်။အန်ဒရူးကသူ့ဇနီးကသူ့ရဲ့အုံတော်ထဲမှာတခုခုမားနေပြီလို့ပြောခဲ့ပေမဲ့သူလစ်လျူရှုခဲ့မိကြောင်းကိုပြောပါတယ်။ဒေါက်တာကအန်ဒရူးနေနဲ့လက်တွေ့ကိုလက်ခံဖို့လိုအပ်ပြီးတော့စိတ်ကူးယဉ်မှုတွေကိုပြန်မသွားဖို့ပြောပါတယ်။အန်ဒရူးကသူ့မကိုဝန်ခံခဲ့ပေမဲ့အပြင်ထွက်ပြီးဒေါက်တာရှယ်ဟန်နဲ့တွေ့တဲ့အခါမှာတော့သူ့ကိုချက်လို့ထပ်ခေါ်ပြန်ပါတယ်။ရှက်တာအိုင်လန်မှာတခုခုမားနေပြီလို့သူကထပ်ပြောပါတယ်။ဒေါက်တာရှယ်ဟန်ကအန်ဒရူးဟာသူ့ရဲ့စိတ်ကူးယဉ်မှုတွေကိုပြန်ရောက်သွားပြီဆိုတာကိုဒေါက်တာကောစီအချက်ပြလိုက်ပါတယ်။အဲ့နောက်မှာအချင်းထောင်ဦးစီးမှုကအန်ဒရူးကိုအုံနောက်ခွဲဆဲမှုလုပ်ဖို့ခေါ်သွားပါတယ်။အဲ့ဒီချိန်မှာဒေါက်တာရှယ်ဟန်ကိုနောက်ဆုံးအနေနဲ့ဘယ်အရာကပိုဆိုးမလဲလူသားစားဘလူးတကောင်လိုအသက်ရှင်ရတာလားဒါမှမဟုတ်လူကောင်းတယောက်လိုတေဆုံးသွားရမှာလားလို့မေးလိုက်ပါတယ်ဒီစကားတွေကအန်ဒရူးဟာတည်တံ့ကြဖို့အတွက်ဒေါက်တာရှယ်ဟန်ကိုသူ့လက်တွဲပေါ်ချက်ဖြစ်ရွေချက်ရှိရှိနဲ့ဟန်ဆောင်ခေါ်ခဲ့တာလို့ယူဆရင်ဒီဇလန်လေးကတော့မေကုံမောင်းများစွာနဲ့ဆုံးသက်သွားခဲ့ရပါတယ်ခင်ဗျာပရိသတ်တို့ရောဘလို့ထင်မြင်လဲဆိုတာကို comment မှာမှန်သွားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်